နော်ဝေးခီးစီကတော့ဘရာဇီးနဲ့တွေ့တဲ့ခါမှာတော့လုံးဝရက်တန့်သွားပြီလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော် YouTube channel မှာကျွန်တော်အသေးစိတ်လေးကျွန်တော်တင်ပေးပါမယ်။ပြီးတဲ့ခါကျရင်လည်းကျွန်တော်အခုနောက်ပိုင်းဆိုရင်တော့ friendly match တွေပြလာပြီး friendly match တွေကန်ပြီးအဲဒီအတွက်ကြောင့်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့သုံးသက်ချက်တွေကိုကြိုက်တယ်ဆိုရင်တော့ကျွန်တော်လက်ရှိ TikTok account message ပို့လိုက်ပါဒါမှမဟုတ်ကျွန်တော်ရဲ့ Daddy ကိုလာခဲ့ပေးပါ။လက်ရှိ TikTok account ထဲဝင်လိုက်တဲ့ခါမှာဘယ်လိုဆောင်ရမလဲပြပြပေးထားပါတယ်။ဆိုတော့နော်ဝေးရဲ့ဘရာဇီးမှာကျွန်တော်ဘရာဇီးကိုကြိုက်ပါတယ်ဘရာဇီးကိုကြိုက်တဲ့အကြောင်းရင်းတွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့လည်းပဲ TikTok မှာတော့ဆရာကြီးများဖြစ်တဲ့အတွက် YouTube တွေကိုတော့လာခဲ့တော့ပို့ပြီးတော့စီပြတာပေါ့ဗျာ TikTok မှာကျွန်တော်အခုပြောအဓိကချက်လေးပဲကျွန်တော်နှုတ်ထုတ်လိုက်ပါမယ်ဘရာဇီးရဲ့နော်ဝေးမှာနော်ဝေးတော်ပြီလီနော်ဝေးရဲ့ခီးစဉ်ကဒီလောက်ဆိုလုံလောက်သွားပြီဘယ်လောက်ထိသွားကျင်တာလဲလက်ရှိမှာနော်ဝေးမှာရှိနေတဲ့ squad တက်နဲ့ဒီလောက်ဆိုတော်လောက်ပြီလို့ကျွန်တော်အနေနဲ့မြင်တယ်ဘရာဇီးနေနဲ့လက်ရှိမှာအကောင်းဆုံးဖောင်ရနေတဲ့အသင်းစိတ်သက်ပိုင်းဆိုင်ရာလည်းအမြင့်ဆုံးမှာရောက်နေတဲ့အသင်းစိတ်သက်ပိုင်းဆိုင်ရာနှစ်သင်းလုံးကတော့အမြင့်ဆုံးရောက်နေဗျာဒီအဆင့်ကြီးရောက်လာဆိုတော့လူတိုင်းသိတယ်ဆိုပေမဲ့လည်းပဲဘရာဇီးရဲ့နော်ဝေးရဲ့ပြောမယ်ဆိုရင်ကစားသမားတွေရဲ့ individual skill တွေနောက်ကကြောက်ကစားသမားတွေရဲ့ quality ပါအရာဆိုရင်တော့နော်ဝေးရဲ့ခီးစီကတော့ဒီချိန်မှာရက်တက်တင်နေပြီလို့ထင်တယ်ပြောမယ်ဆိုရင်ဗျာကျွန်တော်တို့ဒီလက်ရှိနော်ဝေးမှာရှိနေတဲ့ကစားသမားတွေတဲ့ကမှာအဓိက highlight ထုတ်ပြီးတော့ပြောရမယ်ကစားသမားဆိုဟာလန်အိုဒီကက်ကျွန်တော် YouTube မှာတော့မတင်တော့ပါဘူးဗျာအမှန်လေးပြောလိုက်တော့မယ်ဟာလန်အိုဒီကက်စသဖြင့်ဒီကစားသမားအဓိကထားပြောနော်တခြားကစားသမားတွေအများရှိတယ်နော်ဒါပေမဲ့အဓိကဆွဲတင်နေတဲ့နော်ဝေးမှာရှိတဲ့ဟာလန်အိုဒီကက်စသဖြင့်ဒီကစားသမားတွေရဲ့လှုပ်ဆောင်နိုင်စွမ်းကပြတယ်မှာဘရာဇီးလိုမျိုးဒီ squad တက်လည်းကောင်းတယ်ပြီးတဲ့အခါမှာတင်ပလေးပြတယ်မှာတင်ပလေးအရန်ကောင်းတဲ့အတမျိုးနဲ့တွေ့ရခါကျတော့လည်းဘာမှလုံနိုင်လောက်မယ်လို့ကျွန်တော်အနေနဲ့မထင်တော့ပါဘူးအဲဒီတော့ကျွန်တော်ဘရာဇီးကိုကြိုက်ပါတယ်ဒါလေးပါပဲကျေးဇူးများတင်ပါတယ်ဗျ